ကမ္ဘာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလီးလို့လူသိများကြတဲ့အင်္ဂလန်ပရီးမီးယားလိမှာတရားဒီကိုဂိုး20တင်းဖို့ဆိုတာတိုက်စစ်မှုသမားတိုင်းနဲ့အိမ်မက်တစ်ခုပါပဲဒါပေမဲ့အချို့တော့ဂိုးတင်းဆက်တွေကတော့ဒီစီဝိုင်းကိုကြော်ဖြတ်ပြီးမဖြစ်နိုင်ဘူးလို့ထင်ခဲ့ရတဲ့စံချိန်တွေကိုရေးထုတ်ခဲ့သူများစွာရှိခဲ့ပါတယ်နှစ်ပေါင်း30ကျော်နီးပါးမှဘယ်သူမှမချိုးပြတ်နိုင်ခဲ့တဲ့ဂန်နဝဲစံချိန်တွေကနေအခုနောက်ဆုံးချိုးပြတ်ခဲ့တဲ့စံချိန်တွေအထိပရီးမီးယားလိသမိုင်းကိုပြောင်းလဲပြစ်ခဲ့တဲ့ထိပ်တန်းဆုရှင်10ယောက်အကြောင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရှုလိုက်ကြရအောင်ခင်ဗျာနံပါတ်10ဟာရီကိန်းအတွက်ဒါဟာဒုတိယကြိမ်မြောက်ဂိုး30ပြည့်ခဲ့တာပဲဖြစ်ပါတယ်ထူးခြားတာကတော့ဒီယာဒီမှာပဲဟာလန်ဟာဂိုး36ကိုတင်ယူခဲ့ပြီးရွှေဖနက်စုကိုရယူခဲ့တာကြောင့်ဟာရီကိန်းဟာရွှေဖနက်စုနဲ့လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့38ပွဲခင်းမှာတရားဒီတဲ့ဂိုး30တင်နိုင်ခဲ့တဲ့အင်္ဂလန်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်နံပါတ်9ရောဘင်ဗန်မာစီအာဆင်နယ်မှာနောက်ဆုံးကစားခဲ့တဲ့ယာဒီတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီတုန်းကတရားဒီအိုနဒီရဲ့တရားဒီတဲ့ဂိုး30တင်ခဲ့တဲ့စံချိန်ကိုလိုက်ပြီးခဲ့ပြီးအာဆင်နယ်အသင်းကိုအဆင့်3ရအောင်တဦးတည်းဆွမ်းဆောင်ရည်နဲ့ပို့ဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နံပါတ်10တရားဒီအိုနဒီအာဆင်နယ်ရဲ့ရှုံးပွဲမရှိချန်ပီယံယာဒီရဲ့ဇက်လိုက်တစ်ယောက်လည်းဖြစ်ပါတယ်သူဟာပရီးမီးယားလိသမိုင်းမှာဂိုး30အထက်တွင်နိုင်ခဲ့တဲ့ပထမဆုံးပြင်သစ်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်နံပါတ်9ကေဗင်ဖိလစ်အသင်းကြီးမဟုတ်ပဲဆန်နာလန်တို့အသင်းငယ်ကနေဂိုး30တွင်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်အဒီခေတ်ကအလန်ရှိယာရဲ့ဂိုး30စံချိန်တွေကိုအနီးကပ်ဆုံးစိန်ခေါ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နံပါတ်6ခရစ္စတီယာနိုရိုနယ်ဒိုအဲ့ဒီအချိန်ကတီယာရီအိုနဒီရဲ့ဂိုး30စံချိန်ကိုကျော်ဖြတ်ပြီး38ပွဲခိခဲ့ဂိုးတင်းများဆုံးစံချိန်ကိုအလန်ရှိယာ32ဂိုးနဲ့သူပူးတွဲပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။တောင်ပန်ကစားသမားတစ်ယောက်အနေနဲ့ဒီစံချိန်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်5လူးဝစ်ဆာရက်ရိုနယ်ဒိုရဲ့32ဂိုးစံချိန်ကိုလိုက်မိခဲ့ပါတယ်။ထူးခြားချက်ကတော့ဆာရက်ဟာပွဲပဲပြစ်ဒဏ်ကြောင့်ယာဒီဆ5ပွဲလွဲချော်ခဲ့ရပြီးဒီယာဒီမှာပဲပန်နာရီတစ်လုံးမှပါဝင်ခဲ့ခြင်းမရှိပဲဂိုး32ဂိုးပြည့်အောင်တွင်းခံခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နံပါတ်4မိုဟာမက်ဆာရက်ရိုနယ်ဒိုဆာရက်ဒိုရဲ့32ဂိုးစံချိန်ကိုကျော်ဖြတ်ပြီး38ပွဲခင်မှာဂိုးများဆုံးတွင်းခဲ့တဲ့စံချိန်တွေတစ်ခုတဦးတည်းပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါဟာလီဗာပူးကိုပထမဆုံးရောက်ရှိခဲ့တဲ့ယာဒီမှာပဲစတင်ခဲ့တဲ့စံချိန်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3အင်ဒီဂိုပရီးမီးယားလိအစောပိုင်း42ပွဲခင်မှာစတင်ခဲ့တဲ့ပထမဆုံးဂိုးတင်များဆုံးစံချိန်ရှင်တစ်ခုလည်းဖြစ်ပါတယ်။သူဟာနျူကာဆယ်တိုက်စစ်မှုအတွက်အားအသင့်စရာခြေစမ်းပြခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နံပါတ်2အလန်ရှိယာအင်ဒီဂိုရဲ့34ဂိုးစံချိန်ကိုနောက်တစ်နှစ်မှပင်လိုက်မိခဲ့ပါတယ်။အလန်ရှိယာကအဲ့ဒီယာဒီမှာဘလက်ဘန်ကိုပရီးမီးယားလိချန်ပီယံဖလားရအောင်ပို့ဆောင်ပေးခဲ့ပြီးတရားဒီတဲ့34ဂိုးတင်စံချိန်ယူခဲ့ပြီး38နှစ်ကြာမပြိုခဲ့အောင်တည်ဆောက်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နံပါတ်1အယ်လီဟာလန်ဟာမိုဟာမက်ဆာရက်ရဲ့32ဂိုးစံချိန်ကိုရောအင်ဒီဂိုအလန်ရှိယာတို့ရဲ့34ဂိုးစံချိန်တွေကိုရောတရားဒီထဲမှာအကုန်ချိုးပြတ်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူဟာပရီးမီးယားလိသမိုင်းတစ်လျှောက်တရားဒီတဲ့ဂိုးများဆုံးတွင်းယူခဲ့သူဖြစ်ယခုချိန်ထိထိပ်ဆုံးမှာရပ်တည်နေခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ပရီးမီးယားလိရဲ့နှစ်ပေါင်း30ကျော်သမိုင်းတစ်လျှောက်မှာစံချိန်တွေကိုတဆင်ချင်းချိုးပြတ်ပြီးပရိသတ်တွေကိုအားတင်စေခဲ့တဲ့ထိပ်တန်းဂိုးတင်းရှင်တစ်ယောက်ပဲဖြစ်ပါတယ်ခင်ဗျာပရီးမီးယားလိရဲ့ကြောက်စာတိုင်းလိုခိုင်မာခဲ့တဲ့စံချိန်တကြီးကိုဟာလန်ကချိုးပြတ်နိုင်ခဲ့လို့အနာဂတ်မှာလည်း36ဂိုးဆိုတဲ့စံချိန်ကိုနောက်ထပ်ဘယ်ကစားသမားကချိုးပြတ်သွားအောင်မလဲဆိုတာကစိတ်ဝင်စားစရာကောင်းနေခဲ့ပါပြီခင်ဗျားတို့ကဒီစံချိန်ကိုချိုးပြတ်မဲ့သူပေါ်လာအောင်မလားဆိုတာကတော့ကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုရင်းခန်းစားကြလိုက်ရအောင်ခင်ဗျာကိုယ့်ရဲ့အမြင်လေးကိုလည်း comment မှာဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာအခုလိုဘောလုံးလောကရဲ့စိတ်ဝင်စားစရာအချက်လေးတွေစံချိန်တွေအကြောင်းကိုပြန်လည်ကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and follow လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုမှာပြန်လည်တွေ့ကြပါအောင်ခင်ဗျာ